ယခုနှစ်ရဲ့ကျမရေးလေးလာမှုကြီးတစ်ခုမှာအန်အောတင်စရာအချက်တစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။တင်ညာတိုင်းအိတ်ချိန်9မိနစ်လောက်ပိုးအိတ်လိုက်ရုံနဲ့တေဘဝကိုတတန်းပိုးရှိအောင်ကူညီပေးနေတာပါ။ကြားရတာတော့မယုံနိုင်စရာပဲနော်။ဒါပေမဲ့သိပ္ပံပညာကဒါဟာတကယ်အမှန်ပါလို့ဆိုပါတယ်။ လေးလာတွေ့ရှိချက်အရာ X မှုအရေးတွေမင်းတင်လိုက်တဲ့သူတွေဟာညာတိုင်းမိနစ်အနည်းငယ်လောက်ပဲပိုကောင်းအောင်လုပ်ထားပေမဲ့စောစီစွာတည်ဆုံးနိုင်ခြင်းနည်းပါတယ်လို့ဆိုပါတယ်။ဘာလို့လဲဆိုတော့ X ချင်းဟာတင့်ခန္ဓာကိုယ်ရဲ့ကအရာအလုံးနှိပါကိုတက်ရောက်မှုရှိလို့ပါ။တင်အိတ်နေတဲ့အချိန်မှာတင့်အုံနောက်ကကိုယ်တိုင်ပြန်လည်ပြုပြင်ပါတယ်။တင့်နှလုံးကအနားရတယ်။တင့်ကိုယ်ခံရစနစ်ကတန်မာလာတယ်။တင့်ဟော်မုန်းတွေကလည်းညှတာနေပါတယ်။ဒါကြောင့်အဲ့ရေဝဝအိတ်တဲ့အခါတင့်ခန္ဓာကိုယ်ကပုံမကောင်းမွန်စွာအလုပ်လုပ်ပါတယ် ဒီမှာအဓိကအချက်ကတင်စင်နာရီလောက်အိတ်ဖို့မဟုတ်ပါဘူးအကောင်းဆုံးကတော့အိတ်ချင်းကတညကူ9နာရီကနေ10နာရီလောက်ဖြစ်ပါတယ်ဒါပေမဲ့အကယ်၍အိတ်ချင်း6နာရီပဲအိတ်နေရတယ်ဆိုရင်အေးရကို9မိနစ်စောဝင်လိုက်ရင်တော့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုခြေလန်းတလန်းလန့်လိုက်တယ်လို့ပါပဲ ဒီလေးလာမှုမှာဖော်ပြတာကဒီအလေးချင်းတေးသေးလေးတွေဟာအစွမ်းထက်တယ်ဆိုတာပါပဲဒီနေ့9မိနစ်မနက်ဖြန်7မိနစ်ဒါဟာတကယ်ကျမ်းမာရေးအပြောင်းလဲဖြစ်ပေါ်လာပုံပါပဲ ဒီတော့ဒီညမှာဒီစင်ကရမှုလေးကိုဆန်းကြည့်ပါဖုန်းကို9မိနစ်စောပြီးချလိုက်ပါအိယာကို9မိနစ်စောပြီးဝင်ပါဒါကတိတ်သေးတယ်လို့ထင်ရပေမဲ့ဒါဟာတင့်ကိုပိုရှည်တာပိုကျမ်းမာတဲ့ဘဝနဲ့နေထိုင်နိုင်အောင်ကူညီပေးသွားနိုင်ပါတယ်